โอเคဒီနေ့ကျွန်တော်တို့တရားအနီသွားမှာပေါ့နော်ကျွန်တော်လက်ခေါ်မတက်ဘူးပါလဲဆိုတာဒါပေမဲ့တစ်ခါတော့ရောက်ခဲ့ဘူးတဲ့စပန်ဒန်ကပါလားမသိစမပကံပချက်မှာလာ let's go ကျွန်တော်ညီကိုဒီနေ့အားရဆိုတော့အဲ့ဒီတရားအနီမှာငှက်တက်ကြည့်မော်နော်ပြီးလို့ရှိရင်စပိန်သက်စီးမော်ပေါ့လာ let's go အဲ့အနေထွက်တာ9မိနစ်တော့မရှိသေးစပဒနာတက်ပြီစပဒနာကျတော့စီကုံသွားပြီးတုံးသွားတော့မမေ့တော့ငါပြောတယ်စီထက်ပဲငါမေ့သွားတယ်အဲ့ကန်တော့အဲ့ကန်တာတော့ဒီလိုပဲစပြီးတော့ဒီကြောင်ပါပြီโอเคအခုဆိုစီစဉ်ရပါပြီစီထက်ပါပြီလာဆက်သွားမယ်40နဲ့5မိနစ်မောင်းရမယ် let's go ဒီနေရာလေးကကျတော့လူများဖြစ်သိကြအောင်ပေါ့နော်သူကကျတက်လာဘန်ဘောပေါ့နော်မြန်မာပြည်သားတော်တော်များတာပေါ့နော်အမှမြန်မာဆိုင်လည်းများတယ်မြန်မာထက်များတာကတော့ရဲတွေပေါ့နော်โอเคအခုဆိုကျွန်တော်တို့ရောက်ပါပြီပေါ့နော်ဒါစပိန်စီးတဲ့နေရာလေးပေါ့နော်အဲ့ဒီတရားအနီမရောက်ခင်မောင်စင်ကပြောတော့စပိန်ရင်လည်းစီးတဲ့စပိန်စီးလို့ရှင်တရား40တဲ့ကျွန်တော်ပြောင်းဒီစပိန်စီးရမယ်ဟမ်စပိန်စီးရမယ်နေကောင်လည်းစပိန်ပြားသွားလေအဲ့ဒါမှစပိန်တစ်စီးငားမယ်ဆိုရင်တစ်စီး40ပေါ့နော်တကယ်လို့စပိန်မနင်းရင်လို့ရှင်လည်းလက်စစ်စပိန်လည်းစီးတယ်ပေါ့နော်သူကတစ်စီး150လားမသိကျွန်တော်မမိသိဘူးတော့နင်းတာတမနစ်မပြည့်သေးနော်ချီးထွက်တော့ဟိုအထက်မှာအနက်မှာခလေးပါတယ်ဒီနေရာတရားအနီမဟုတ်သေးဘူးတရားအနီအခုအစ်မှာ10မိနစ်လောက်သွားသေးတယ်ကျွန်တော်ကပြောဒီနားမှာစပိန်စီးတဲ့နေရာတဲ့စပိန်အလားပဲလိုက်စီစီးပြီးတဲ့အခါကျတော့ရှင်တရားအနီသွားမယ်ဘာဖြစ်လို့လဲဆိုတော့မင်းမော်လိုက်တာစကားပြောရင်းနဲ့ဆက်ရှင်နဲ့ရေမီဦးစောင်းနေခဏလာခိုးမယ် let's go ဒီနေရာလေးကညီမပြည်သားအများဖြစ်ကြတာမျိုးအတွဲတွေငယ်ချင်းတွေပါလားပြင်းပြလာတယ်ကွာထိုင်းလီမျိုးတွေကကြတော့အများဖြစ်အဲ့ဒီလင်းမိုင်ကအပန်းရောက်လက်ကြည့်တာတို့ပါလို့ပေါ့နော်အဲကျွန်တော်သွားနေတော့အဲ့ဒီငါမတွေ့ရဘူးပေါ့နော်အဲ့ဒီငါကလည်းသူလည်းစစ်ကူပေါက်တဲ့ချိန်မှာသူလာတော့ပေါ့နော်ဝေါဒီကဒီနေရာလာကောင်းမဒီနေလာမှာတကယ်နော်ပေါ်မှာအဲ့ဒီလာရင်လည်းချဲပဲမိုးတွင်းလာလို့မရအောင်ထင်တယ်ကိုရှိန်မိုးတွင်းဆိုရေကြီးနေမယ်သူဟာရှယ်ပဲโอ้เฮ้ยမိုင်းလေလားလုံးခံနေတာပဲဒါကျွန်တော်တို့လာတဲ့နေ့ကလူသိမ်းမရှိဘူးဘာဖြစ်လို့ဆိုတော့ဒီနေ့ဗာနေဂျာနေကဗာနေမသိဘူးဘောဓုဦးလည်းကြာတာလို့ရမသိမနေ့ကဗာနေတကယ်လို့လည်းဒီမျိုးတောက်ကြလို့စနေနေစုလို့စနေဒီမှာအပြည့်ပဲစက်ပဲရင်နော်သူတို့ပြောတာပေါ့နော်ကျွန်တော်တော့မသိတာပထမဆိုကျွန်တော်ပထမဆိုရောက်ခဲ့ဘူးလားနေလာတာကြာပြီးတခါမရောက်ဘူးဒီမျိုးစက်ပဲတခါလည်းမရှိဘူးအဲ့ဒီနဲ့ကြော်တယ်သူကအဲ့ဒီလမ်းအစုံမရောက်ခင်လေးမှာအချွေဆိုင်တို့မုတ်ဆိုင်တို့ဘာလို့ရှိတယ်ကွာကိုခဏလေးနာဖို့အတွက်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ခဏတော့ဝင်နာပြီးတော့ခဏတော့မြူဆိုးလိုက်ပါတယ်လှပါတယ်ဗျာကြည့်ပါဘူးလေတုံးနေအောင်ဒီမော်ဒဲကုန်နေတယ်ဒီမှာဘယ်ဆောင်လို့ဆိုတာတောက်ကောင်းလေဒီကောင်အေးဟုတ်တယ်တောက်ကောင်းလေโอเคစာတောက်လို့ပြီးသွားပြီကိုနေရောအခုမှထွက်လာခဲ့တယ်အဲ့တရားနေရဖို့အခုလောဆယ်ကျွန်တော်တို့တစ်ချက်လောက်စပိန်စီးပြီးတော့ချက်တော့ချောင်းတကြီးလာအောင်ချောင်းကြည့်ပြီးတရားနေသွားမယ် let's go ဟဲ့တိုက်ရပြန်ပြီကုန်းနေမစဲဓမ္မလာတခုတတိထားမှာတော့ဂုံးက9ခု6ခုလောက်ရှိတယ်မကုန်းနိုင်တဲ့ဂုံးတော်တော်လေးပါပဲတော်ပဲလာတော့ဝေးနေတယ်နော်အိုးဒီညတော်မိုက်တယ်ဒီညလည်းတော်မိုက်တယ်မောင်းလာခဲ့တဲ့အားရအသက်ကုန်ပါဒီမှာရောက်မှလည်းအမောပြေသွားတယ်ကျွန်တော်ပြမယ်ရှယ်ပဲလေလေးတက်တာအေးနာပါနော်ရှေ့တူက
သူတရားဘယ်လောက်ရှိလဲဆိုလို့စင်ကိုစင်ဘယ်လောက်ရှိလဲ ငါမြစ်တာလောက်ရှိလို့လား ငါမြစ်တာလောက်ရှိလို့လားတဲ့ရှေကဲကန်ကောင်းလို့ငါလှော်တော့မရှိတော့တော်ပြီခြေထောက်လည်းညောင်းကုန်ပြီဒါပေမဲ့လာစုကင်တော့လာတော့မောတော့ပြီအေးနာသူ့ဟာလေးကျွန်တော်တို့နင်းလာခဲ့တဲ့မိနစ်30ပေါ့နော်ဒီမှာအမောပြေပန်းတိုင်လေးရောက်ပြီပေါ့နော်ဒါကနောက်ဆုံး gate လေးပေါ့နော်သူများငါးလက်ကြီးတဲ့နေရာလေးအဲ့လိုမျိုးအလုပ်ပေးရနေကြလို့ရှိရင်ကိုယ်တငယ်ချင်းတွေပါရင်လည်းဒီလိုမျိုးစက်ပိန်လေးစီးပါလေးစီးပေါ့နော်အဲ့လိုမျိုးအပြင်းပြေပေါ့နော်ဒါပေမဲ့စော်ရင်တော့မခေါ်လာနဲ့အဆင်မပြေဘူးဘာလို့လဲဆိုတော့စော်ရင်လည်းကျွန်တော်အဲ့မျိုးလောက်ရတာဟာနေစက်ပိန်နေမျိုးအမောပန်းပဲအဲ့ဒီကြောင်ကနေမတွေးနိုင်ဟိုတယ်ခေါ်ရတာအကောင်းဆုံးပဲအဲ့လိုခဏလေးလည်းကြာတော့ကျွန်တော်တို့လေးရောက်ပင်လေကိုစိုက်ကြည့်ရင်လာသွားမယ် let's go ကွန်ချက်ရဲ့ဝါတဲ့စတူး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 ညာလေးတညလာလီကမတဘဝလေးတဲ့ Okay ရပြီအခုဆိုရင်ကိုရှင်းလို့ရင်ထွက်သွားပြီကျွန်တော်ညသွားမယ်လာဟိုဘက်ချမ်းမှာဆိုင်ချမ်းတော့ရောက်နေပြီတရားနီးမှာဟိုကနေဒီမောင်းမဆိုရင်10မိနစ်လောက်ပဲเนาะအဲ့လောက်ပဲဝေးတယ်เนาะအဲ့ဒါပြီးရင်ရောက်ပါပြီ သူဆရာကြီးကရှက်ချေရောက်နေပါပြီ ဟုတ်တယ်မရတာ ဟယ်လိုကြောက်ကြတယ် အေးနင်းကဘာမှမတူဘူးโอเคအခုဆိုရောက်ပါပြီဒီမှာမောင်ရှင်းပြောတဲ့ငါရုပ်ရည်လက်ပြွတ်လိုပဲတဲ့အေးပြောစရာသူလှော်နေခက်စစ်စင်မယ်ဟုတ်ငါတို့ဂျားထဲမှာခဏဥစားဝင်နေတာ သူတရားလေးဖြတ်လိုက်ပြီအရင်တော့ဒီမှာဆိုင်ရတာရှိတယ် ဩတရားဖြစ်လိုက်ပြီလားအဲ့ဒါဟိုသွားလို့မရတော့ဘူး ဇေယျတော့တဲ့ရမရှိတော့ မရှိတော့လားအော်ဒီမှာကျွန်တော်ပြမယ်အစတော့ကကျွန်တော်တို့ခဏလာတဲ့ညတခုရှိတယ်အခုကမပစ်သွားတော့ဘူးတို့တရားပိတ်လိုက်ပြီဒီမှာကျွန်တော်ပြမယ်အဲ့ဒီတရားနဲ့ဟိုးအရှိပချင်မှာဇရက်ရှိတယ်အဲ့ဒီဟာကိုသူတို့ပိတ်လိုက်ပြီဒီမှာတရားသူတို့ဖြတ်လာတယ်သူတို့ပိတ်လိုက်ပြီအဲ့ဒါကိုသွားလို့မရတော့လီတက်ရတော့ရှယ်ပဲဝေးနဲ့ အဲ့ဒါတော့ရှက်ပါပဲအခုကျွန်တော်တို့လာတာနဲ့တန်တယ်လို့ပြောရမှာနော်နေရာနဲ့ဟောပြောတယ် အမောပြေးတယ်ကွာမောင်းလာခဲ့မယ်မနေ့တော့ 55 တကယ်တော့ကျွန်တော်တို့သွားနေကြဟိုဘက်ချမ်းကျွန်တော်ခေါ်သွားခြင်းတော့ဒါပေမဲ့အဲ့ဘက်ချမ်းမှာတရားပြည့်နေတော့ဗောနော်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီတရုတ်ဖုံရောက်ဘက်ချမ်းသွားမှာဗောနော်ဒီပေါ်လေးမှဆိုတရားဒီမှာလေလေးကအေးနာပဲကြာရှယ်ပဲဘောဒီမှာကျတော့ဥစားဖြစ်မယ်ဟိုတယ်လို့ပါလို့နော်ဟိုတယ်လို့ resort လို့ပါလို့နောက်မှာအဲ့မျိုးအတွဲလေးတွေပါလေးတွေဗောနော်အချင်းလာတဲ့ပါလေးတွေဗောဘာညာဗော ပါများများအေးနေနေတကယ်လို့ကျွန်တော်မျိုးတရားပေါ်မှာတွဲပါမချင်းရင်လို့ရှိရင်လည်းဒီဘက်တောက်မှာသူကဟိုတယ်လို့ resort လို့ရှိရနော်အဲ့မှာသွားပြီးတော့ဟုတ်ကောင်နင်ဘာပြောမလို့လဲထမင်းချက်စားလို့ရတယ်လို့ပြောမလို့လာရတာခါတော့အမောပြေသွားတော့ပဲလမ်းဆန်းပြီးတော့လီတိုက်တာတက်ဆူကအပြီးသွားပဲတခြားတခုမေးမယ်ခုနကတော့ကိုရှင်ပြောတယ်တဲ့ဒီနောက်မှာတဲ့ငှက်တွေမရှိဘူးလားပုံမှန်ငှက်တွေရှိရသလား စင်ရော ဇင်းရောငှက်တွေက ဆောင်းသွင်းမှာ ဩသူလာမသူလာတော့ သူလာမသူ ဩ မိုးသွင်းလေမိုးသွင်းသူတို့မလာဘူး ဩမိုးတွင်းတို့သူတို့အဲ့ဒီငှက်တွေမရှိတော့တကယ်တော့အဲ့ဒီငှက်တွေကိုစကျွေးကျင်တယ်ဆိုလို့ရှိရင်စောင်းရင်းလာခဲ့အခုမိုးတွင်းတို့ဘာလို့ဆိုသူမလာဘူးเนาะအခုဆိုကြည့်ပါခွေးကောင်မရှိအဲ့ဒီခွေးကောင်မရှိအခုဆိုကြည့်ပလားငှက်ကောင်မရှိတော့ဇင်းကောင်မရှိခွေးရှောက်ကောင်မရှိတယ်ဒီမှာလည်းကောင်အစ်မလေးကောင်ကျွန်တော်အများအားပြောရအောင်เนาะကျွန်တော်ဗီဒီယိုကြည့်မယ်ဆိုအုံတော့အပြင်မှာထုတ်တာเนาะအဲ့ဒါဆိုကျွန်တော်တို့ပောက်ရပြောတယ်ကျွန်တော်တို့ကလူသားဆန်တယ်ဘဝသားဆန်တယ်ကွာစကားကိုတကယ်အပြင်မှာပြောတော့အထဲမှာပြောဟန်ဆောင်မတတ်ကျွန်တော်တို့ကအပြင်မှာလည်းဘယ်လိုလဲအထဲမှာလည်းအဲ့လိုပဲဟိုတချို့လူမျိုးဖုံးထဲမှာတော့သူတို့ကောင်လှုပ်ပြီးတော့အပြင်မှာကြလို့ရှိလို့ရှိရင်ဥစ္စာပါလဲပောက်ရအမျိုးလည်းမလုပ်နေဘူးเนาะကျွန်တော်တို့အပြင်မှာလည်းဘယ်လိုလဲအထဲမှာလည်းအဲ့လိုပဲเนาะကျွန်တော်တို့ထဲနဲ့ပြင်နဲ့တူတယ်မယုံကြည့်မလားဒါအပြင်တော့ထဲကြည့်မလားထဲဖွင့်โอเคအခုဆိုလို့ရှိရင်ကျွန်တော်တို့ပြန်တော့မယ်เนาะတကယ်လို့ဒီတရားနည်းကိုလာခြင်းနဲ့ဆိုလို့ရှိရင်စချမ်းဘယ်လိုလာမလဲ အဲ့တော့စမုစာခွန်မှာကိုကဲမက်မှာ red bread လို့ရရှာကြည့်လိုက်နော် နော်ထိုင်းလိုမျိုးဆိုလို့ရှိရင်စပန်တန်မြန်မာလိုဆိုလို့တရားညီအင်္ဂလိပ်ဆိုလို့ရှိရင် red bread rubber လို့ရေးလိုက်နော်အဲ့ဒါဆိုလို့ရှိရင်ပေါ်ပြီနော်ဒါပေမဲ့အများဖြင့်မြန်မာပြည်ကလူတွေတီးကြတော့ဆုံးဆက်ခေါ်မှာအမျိုးလီကောင်းလေးတန်းခတ်မယ် မသိတယ်ကိုမဟာချာနေလေး အေးငါတများအများကြီးကိုလို့သိရင်ငါတို့ကမသိတာဘောနော်တကယ်တော့ဒီမှာလဲလဲကျင်တယ် sorry ပါလဲတွေးကျင်တယ်ခရီးပါထွက်ပါထွက်ညာထွက်ပါဘန်ကောင်းနဲ့နီးတယ်ဘောနော်
ကဲတော့သွားခြင်းနဲ့ဆိုလို့ရှိရင်အဲ့လိုမျိုးလုပ်လိုက်နော်အခုကျကျွန်တော်တို့ပြန်တော့မှာမယ်6နိုင်လဲခွဲနေပြီမိုးလဲတအားကြီးချုပ်နေပြီပေါ့နော် ကျွန်တော်တို့ပြန်တဲ့လမ်းမှာပေါ့နော်အဲ့ဒီတရားနီရဲ့တလန်းလုံးမှာပေါ့နော်သူကစားတော့ဆိုင်တက်သက်ပေါ့နော်ပင်လယ်စားတော့ဆိုင်အဲ့လိုမျိုးတဲပုတ်လူနဲ့လောက်တာပြီးတော့နော်ချစ်စရာလေးတွေပေါ့နော်ဆိုင်ကတော့ဘေးဆိုင်မဆိုရွေးထိုင်လို့ရတယ်ကွာအောက်မှာကျတော့ပြောမယ်ဆိုလို့ချင်းရေကန်အပေါ်မှာကျတဲပုတ်လေးနဲ့အစားစရာလဲဈေးတအားလည်းမချီဘူးစားရလည်းအဆင်ပြေတော့ပေါ့နော်အဲ့မဲ့တငယ်ချင်းမိသားစုလဲတာပဲဖြစ်ပေါ့နော်လာဆွဲကြပြီဆရာကြီးတွေဆွဲရှက်ဂုတ်โอเคကျွန်တော်တို့ဗီဒီယိုအစားနဲ့အဆုံးလေးကြည့်ရတာအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျโอเค ကလည်းမစပါလေ ကျွန်တော်တို့စားပြီးရတယ်ပြန်တော့ပါမယ်ဘိုင်ဘိုင်ဒီခါတကယ်ဘိုင်ဘိုင်ပြီနော်ဘိုင်ဘိုင်